ပြီးတော့မှာပါကျွန်တော်တို့ TikTok မှာပတ်စံနေဝင်နေတဲ့ movie recap ကိုဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တစ်ဆင့်ချင်းစီပြတော့မှာပါTikTok မှာပတ်စံနေအများကြီးရှာလို့ရတယ် movie recap လုပ်နေလေပါပထမဆုံးကျွန်တော် movie recap စလုပ်လို့မယ်ဆိုရင်ကျွန်တော်တို့ video တွေကို YouTube ကရှာပါတယ်ကျွန်တော် YouTube ကိုဝင်ပါမယ်YouTube မှာကျွန်တော်တို့က movie recap ဆိုရိုက်လိုက်ပါမယ် movie ICAP movie recap အဲဆိုရင်ကျွန်တော်တို့ဒီမှာmovie recap လေးတွေကျွန်တော်တို့သူကြာလာပါတယ်ဒီမှာဒီလိုမျိုး short ဒီလို movie recap တွေကကျွန်တော်တို့ကဟိုက The man shaved his head completely to the heart. ကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့က over vibe ပါတဲ့ recap တွေပဲရပါမယ်ဒီလိုမျိုးအတန် over vibe ပါတဲ့ပုံစံမျိုးလေးတွေပဲရမယ် vibe မပါဘူး This delivery man is no ordinary man. He rides his motor. This man has sharp spikes growing. Percy had just sat on a throne of pure. ကျွန်တော်ဒီကောင်လေးလှုပ်စလှုပ်ကြည့်မယ်ကျွန်တော်ဒီကောင်ကိုလှုပ်မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံး link ကို copy ယူရပါမယ် copy ယူပြီးတော့ကျွန်တော်တို့YouTube transcript ဆိုတာရှိတယ် YouTube transcript အဲ့ဒါလေးကိုကျွန်တော်တို့ကscript ပြန်ရေးခိုင်းမယ်ကျွန်တော်တို့သွားပြီးတော့ script YouTube transcript ကျွန်တော် script ပြန်ရေးခိုင်းမယ် script ဒီမှာသူရေးပေးတဲ့ script ဒီကောင်က55 second သာရှိမယ်အဲဒါကျွန်တော် script လေးကို copy ကူးလိုက်မယ်script တွေကအင်္ဂလိပ်လိုဖြစ်နေတော့ကျွန်တော်နောက်တစ်ဆင့်ကကျွန်တော်တို့မြန်မာဘာသာပြန်ရပါမယ်မြန်မာဘာသာပြန်ဖို့ Google Gemini ကိုကျွန်တော်သွားပါမယ် Google Gemini ကိုကျွန်တော်သွားပြီးတော့ကျွန်တော်တို့မြန်မာလိုတပါဝါကြဒါပြန်ပေးပါအဲကျွန်တော်မြန်မာလိုဘာသာပြန်ခိုင်းလိုက်ပြီကျွန်တော်ဒီမဟုတ်စာဆိုပါ page copy ယူလိုက်ဟာ page ချမြန်မာလိုဘာသာပြန်ခိုင်းလိုက်ပြီမြန်မာဘာသာပြန်ဒီလိုလေးသူဘာသာပြန်ပေးလိုက်အဲဒါကျွန်တော်တို့ကဒီသူဘာသာပြန်ပေးတဲ့စာသားလေးကိုကျွန်တော်တို့ copy ယူပြီးကျွန်တော်တို့ကအတန်ပြန်တွင်းရပါမယ်အတန်ပြန်တွင်းဖို့ဆိုကျွန်တော်တို့Google AI Studio ဆိုတာရှိတယ် Google AI Studio ဆိုဒီကောင်ကကျွန်တော်တို့ VPN အရင်ဆုံးကကျွန်တော်တို့ဒီ website ထဲဝင်ဖို့ကျွန်တော် VPN ရင်ခံရပါမယ် VPN ကျွန်တော်တို့US VPN ကိုကျွန်တော်ခံရပါမယ်ဖုန်းထဲမှာဆိုရင်လည်းအဲ့ထဲမှာပဲဖုန်းထဲမှာလည်းကျွန်တော်တို့ US VPN အဆင်ပြေတာလေးကိုထည့်ပြီးခံရပါမယ်အဲ့မှာကျွန်တော်တို့ကဒီ website ထဲဝင်လို့ရမှာအခုကျွန်တော်အရင်ဆုံးကျွန်တော် VPN လေးချိန်လိုက်ပါမယ်ကျွန်တော် VPN တော့ချိန်သွား VPN ချိန်သွားဆိုကျွန်တော်တို့ကwebsite ထဲဝင်ပြီးတော့ကျွန်တော်တို့အတန်သွင်းဖို့ပဲကျွန်တော်လည်းအဲဆိုကျွန်တော်တို့ website ထဲသွားမယ်ကျွန်တော် website ထဲဝင်ပြီကျွန်တော်ဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးမပေါ်ခဲ့ရင်တော့ကျွန်တော် playground လို့ရှိတယ်ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော် text to speech လေးကိုနှိပ်ပြီးကြရင် Gemini 2.5 Pro အဲ့ဒါလေးနဲ့လောက်ကျွန်တော်ဒီ speaker မှာကျွန်တော်တို့ multi single speaker ကိုရွေးထားဖို့လိုပါမယ်ဒီကောင်လေးကြရင်ကျွန်တော်တို့အတန်ကျွန်တော်ကိုကြိုက်တဲ့ဟာနဲ့လုပ်ရတယ်ကျွန်တော်ကတော့ဒီကောင်လေးနဲ့လုပ်ဒီကောင်နဲ့လုပ်တာများတယ်ဒီကောင်ကမြန်မာစကားနဲ့ပို့ပြီးလို့ပေါ့ကျွန်တော်ဒီမှာကျွန်တော် copy ကူးလာတဲ့စာသားလေးကိုဒီမှာထည့်ပါမယ်ထည့်ပြီးကျွန်တော်အတန်လေးကိုကျွန်တော်တို့ generate လုပ်လိုက်မယ်generate လုပ်နေတဲ့အချိန်ကျရင်ကျွန်တော်တို့ကvideo လေးကို copy တော့ကူးထားပါမယ် copy link ကိုယူပြီးတော့ download ဆွဲထားပါမယ် YouTube video download ဒါကျွန်တော်ဒီကောင်လေးကို download ဆွဲလိုက်မယ် download ပေးချလိုက်မယ် download ဆွဲမယ်ကျွန်တော် download ဆွဲပြီးတော့ကျွန်တော်ဒီကောင်ဒီမှာ download စပါပြီကျွန်တော်download စပြီးတော့ကျွန်တော်ဒီကောင်လေး AI generate လုပ်တာ chat ပြန်စောင့်မယ်ကျွန်တော်ဒီကောင်လေးကပြည့်သွားပါကျွန်တော် download ပြည့်သွားပြီ download ပြည့်သွားပြီဆိုကျွန်တော်တို့ဒီကောင် AI generate လုပ်တာပဲကျွန်တော်စောင့်အောင်မယ်ပါမယ်အတန်ရပြီအတန်လေးကို down ကျွန်တော်အတန်လည်းရပြီဆိုတော့ကျွန်တော် edit final state နေကျွန်တော်နောက်ဆုံးဆင့်နေနေကျွန်တော်တို့ video edit လုပ်ပါမယ် video
video edit လို့ကျွန်တော်ဖုန်းမှာဆိုရင်ကျွန်တော်ကတ်နဲ့လောက်တာများပါတယ်ကျွန်တော်တို့ဒီ PC မှာတော့ကျွန်တော် Premiere Pro နဲ့ပြပါမယ် Premiere Pro လေးနဲ့ကျွန်တော်download ဆွဲရတဲ့ video နဲ့အတန်လေးကိုကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဒီဆွဲထည့်လိုက်မယ်ဆွဲထည့်ပြီးကျွန်တော်အတန်နဲ့ video နဲ့ကကျွန်တော်မကိုက်ဘူးဖြစ်နေအဲ့ဒါကြောင့်ကျွန်တော်အတန်နဲ့ video နဲ့ကိုက်အောင်တော့ဒီကျွန်တော် video ကပါလာတဲ့အတန်ကိုကျွန်တော် mute လိုက်မယ်ဒီအတန်ကကျွန်တော်တို့အတန်နဲ့ video နဲ့တဲ့မြအောင်ကျွန်တော်အတန်ကိုနည်းနည်းမြန်လိုက်တော့10 minute နဲ့10 second အောင်ကျွန်တော်သွားထားလိုက်မယ်စီတန်00 frame ဒီကောင်းကိုလည်းကျွန်တော်တို့နည်းနည်းနှေးလိုက်ရဆိုတော့ကျွန်တော်10 minute နဲ့10 second ကျွန်တော်00 frame ထားလိုက်အဲဆိုကျွန်တော်အတန်နဲ့ဟိုနဲ့ညီသွားပြီဆိုကျွန်တော်တို့ကပါစီကကျွန်တော်ဒီ speed duration ဆိုရှိတာလေးနဲ့ညီတာပါကျွန်တော်တို့ပြကြရင်အတန်ကဟိုတိုးနေရဆိုကျွန်တော်အတန်လေးကျွန်တော် audio channel ကျွန်တော်တို့လုပ်လို့ရပါမယ် file ကျွန်တော်အမှအဲဆိုကျွန်တော်အတန်လေးကျယ်သွားပြီပါစီကရွှေစင်းနဲ့လောက်ထားတဲ့ plan ကိုထိုင်လိုက်ပြီအဲဆိုကျွန်တော်တို့ copyright မထိအောင်ကျွန်တော်တို့ copyright တွေပါညှိမှာဆိုကျွန်တော်တို့ရုပ်ရှင်ကို flip လုပ်လိုက်အောင်မယ် flip flip effect ထည့်လိုက်flip effect ထည့်လိုက်ဆိုကျွန်တော်တို့ဒီခုဘက်တွေပဲလဲသွားအဲဆိုရင်ကျွန်တော်တို့ copyright မထိအောင်ကို logo လေးပဲကောက်ထည့်ကျန်တာပါထည့် logo အဲကျွန်တော် logo လေးထည့်လိုက်ပါမယ် logo လေးကျွန်တော်ထည့်ဒီလိုနဲ့ကျွန်တော်တို့ကဒါတကယ်ဂျာနဲ့ဆိုရင်ကျွန်တော်တို့က export လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ခေါင်းစဉ်လေးနဲ့ထပ်ထည့်တယ်ခေါင်းစဉ်ပေးပါလို့ကျွန်တော်ဂျမ်နိုင်ကိုကျွန်တော်ပြန်တောင်းလိုက်မယ်ကျွန်တော်တို့သူခေါင်းစဉ်ထုတ်ပေးလိုက်အဲ့မှာဆိုရင်ကျင်းစာတင်းရွှေပြင်သစ္စာရှိတော့တငယ်ချင်းနှစ်ဦးပါညာတွေ့ရကျွန်တော်တို့အဲဆိုရင်ကျွန်တော်တို့ခေါင်းစဉ်ကိုကျွန်တော်ဒီမှာ touch ဟိုလေးရွှေကျွန်တော်ခေါင်းစဉ်ဒီမှာသွားရေးမယ်font ကိုကြိုက်တဲ့ font ပြောင်းမယ်အဲဆိုရင်ကျွန်တော်တို့ပြောင်းပြီးဆိုကျွန်တော် site နည်းနည်းသေးမယ်ပြီးရင်ကိုကြိုက်တဲ့အရာလေးကိုနည်းနည်းပေါ်မယ်ထင်မဲ့အရာကျွန်တော်တော့ဟိုနဲ့အနက်နဲ့ပဲသုံးတာများတယ်ကျွန်တော်ပြီးရင်ကျွန်တော်တို့အဲဆိုဆင်ပြေပြီကျွန်တော်တို့ title လည်းခေါင်းစဉ်လည်းရပြီကျွန်တော်တို့video လည်းပြီးသွားအဲဆိုကျွန်တော် export လုပ်လိုက်မယ် export လုပ်ရင်ကျွန်တော်တို့ကဒီoneကျွန်တော် TikTok မှာတင်ပါဆိုဒီ net တွေမပေါအောင်ကျွန်တော်တို့ activate hybrid နဲ့ကျွန်တော်သွားမယ်ကြာရင်ကျွန်တော်တို့QLD one friend FIEND friend one friend ကျွန်တော်နာမည်လေးပေးပြီးတော့ကျွန်တော်စိတ်လိုက်မယ်ခဏကျွန်တော်တို့မစိတ်ခင်ဒီကောင်လေးကိုတိုက်တယ်ကိုအဆုံးထိပေါအောင်ကျွန်တော်မေ့ပါတယ်ဒီကောင်လေးလောက်လိုက်မယ်ကျွန်တော်ဆိုရင်ကျွန်တော်တို့တော့ပြန်စိတ်မယ် QLDကို AND ရဲ့ one friend okay အဲဆိုကျွန်တော်တို့ပြန်စိတ်လိုက်မယ်အဲဆိုဒါဒီဟာကျွန်တော် export ပြီးရင်တော့ဒါဟို movie cut လောက်တာအကုန်လုံးပြီးသွားပြီကျွန်တော်တို့ဒီလိုကျွန်တော်ဖုန်းနဲ့ထပ်လို့ခြင်းတဲ့ရင်ကျွန်တော်ကိုcomment မှာဖုန်းအတွက်လုပ်ပေးဖို့ကျွန်တော်ရေးပေးလို့ရပါတယ်ဒီဗီဒီယိုတော့ဒီလောက်ပါပဲဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ